นี่ล่ะไม่สวยด้วยဒီနေ့ကျွန်တော်တွက်ပြမယ်ကဏ္ဍတော့ဒီနေ့သူကဖောက်တဲ့တွက်နည်းလေးပေါ့နော်သူကတလုံးအပိုင်နှလုံးကတလုံးထွက်တာတော့အများကြီးလာနေပေါ့နော်မိတ်ဆွေတို့ဒါအတွဲလေးလူတဲ့အချိန်မှာပေါ့နော်ဒီဟာနဲ့တော့တုံးရတဲ့ရတာပေါ့နော်အဆင်ပြေတာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီထွက်ထားတဲ့ဒီ145ရဲ့နှက်ခတ်ကြော်ယူလိုက်တယ်နော်145နှက်ခတ်တွေ့နှက်ခတ်ဒီ145နှက်ခတ်ဒီ1နှက်ခတ်ဒီ8နော်ဆိုတော့နော်4နှက်ခတ်ဒီနဲ့5နှက်ခတ်ဒီ3ပြီးရင်2ရဲ့နှက်ခတ်ဒီပါပြန်ယူတယ်နော်2ရဲ့ပါပြန်ယူမယ်ပါဝါယူမယ်ဆိုရင်သူကတို့ရှိမယ်8ပါဝါဒီ3နှစ်ပါဝါဒီခွန်3ပါဝါဒီ8ပြီးရင်သူတို့ပြန်ပေါင်းလိုက်မယ်ဆိုတော့နော်ပေါင်းလိုက်မယ်ဒီခွန်နဲ့ခွန်3ခွန်ပေါင်းခြင်းဒီ3ညနော်မယ်ဆိုတော့နော်ခွန်8ပေါင်းခြင်းဒီ15ဆိုတော့5ယူလိုက်တယ်မယ်ဆိုတော့ဒါဆိုရင်သူတို့ဒီနှလုံးပြန်ပေါင်းလိုက်မယ်နော်ဆိုတော့နော်ပေါင်းလိုက်မယ်နော်ဒါဒီ3ညနဲ့5နဲ့ပေါင်းရင်5ရမယ်ဆိုတော့ဒါဆိုရင်5ရဲ့ပါဝါဒီဒီလိုပေါ့9ရဲ့ပါဝါ3ညဆိုကြောင်းယူလိုက်တယ်ပါဝါတော့အရင်ပေါ့နော်ဘယ်လိုပဲဖြစ်3ညပေါ့အဲ့လိုကဲဒါဆိုသူကထွက်သွားတဲ့ကဏ္ဍပါလဲဆိုတော့ထွက်သွားတာဒီမှာပဲပြန်ရေးချလိုက်မယ်ထွက်သွားကဏ္ဍဒီနေငါးနှစ်ထွက်သွားမယ်ဆိုတော့နော်နေငါးနှစ်ဆိုတော့ကျွန်တော်တို့ရထားတဲ့ဒီကဏ္ဍဒီ9ရထားတယ်ဆိုတော့ဒီ9ပေါ့ဟုတ်လားဆိုတော့ဒီ9ပေါ့ကဲတော့ထပ်သွားမယ်ဆိုတော့နော်ကျွန်တော်ထပ်သွားကြည့်အောင်ပြီးရင်ကျွန်တော်ထပ်သွားတဲ့ဒီနေငါးနှစ်ရဲ့နှက်ခတ်ယူလိုက်မယ်ဆိုတော့နေငါးနှစ်နှက်ခတ်ဒီနေနှက်ခတ်ဒီခေါ်တော့မယ်ဆိုတော့နေနှက်ခတ်ဒီ4ငါးနှက်ခတ်ဒီ3နေနှက်ခတ်ဒီ4ဟုတ်လားမရှိဘူးပြီးရင်ကျွန်တော်တို့အဲ့ဟာကိုပါဝါထည့်ယူလိုက်မယ်နော်4ပါဝါ9 3ပါဝါ8 4ပါဝါ9ဆိုပြီးယူလိုက်တယ်မရှိဘူးပြီးရင်တို့ကျွန်တော်ပေါင်းလိုက်မယ်နော်ဒီ8နဲ့9နဲ့ပေါင်းခြင်းနေဆိုရင်ကျွန်တော်တို့ပါရမယ်ဆက်ခွန်ဆိုခွန်ယူလိုက်မယ်8နဲ့9နဲ့ပေါင်းခြင်းလဲဆက်ခွန်ပဲယူလိုက်မယ်ဆိုတော့9နဲ့9နဲ့ပေါင်းခြင်းဒီလဲ14ဆို4ယူလိုက်မယ်4ဆိုရင်4ပါဝါဒီဟုတ်ဆို4ပါဝါ9ဆိုတော့ကျွန်တော်တို့နှလုံးတစ်လုံးပေါ့အမြင်များလာတဲ့အတွက်လေးပေါ့နော်ဒါဆိုထောက်ကဏ္ဍဒီထောက်ကဏ္ဍကျွန်တော်ရေးပြမယ်နော်ထောက်ကဏ္ဍပါလဲဆိုတော့8 9 5ပဲဆိုတော့နော်8 9 5ဆိုတော့ကျွန်တော်တို့ရတဲ့ကဏ္ဍဒီ9ပေါ့နော်9ပေါ့ကဲကျွန်တော်တို့ထပ်သွားကြည့်ရမယ်ဆိုတော့ထပ်သွားတဲ့ဒီ8 9 5နဲ့8 9 5ရဲ့နှက်ခတ်နော်ဒီနှက်ခတ်နော်ဒါဆိုရှင်းနှက်ခတ်ဒီရှင်းနှက်ခတ်ဒီတဲ့ဟာလာမယ်ဆိုတော့ဟုတ်လား9ရဲ့နှက်ခတ်ဒီ4နော်9ရဲ့နှက်ခတ်ဒီ6 sorry 9နှက်ခတ်ဒီ6 9ရဲ့နှက်ခတ်ဒီ3ဟုတ်လားမယ်ဆိုတော့ပြီးရင်ကျွန်တော်တို့ဒီထဲက3လုံးကျွန်တော်ပါဝါပြန်ယူလိုက်တာမယ်ဆိုတော့နော်ပါယူလိုက်မယ်တစ်ပါဝါဒီ6ပါဝါဒီတဲ့3ပါဝါဒီ8နော်ဒါဆိုကျွန်တော်ပေါင်းကြည့်လိုက်မယ်6နဲ့1ပေါင်းခြင်းဒီခွန်ရမယ်ဆိုတော့1နဲ့8ပေါင်းခြင်းဒီ9ရမယ်ပြီးရင်တို့ပြန်ပေါင်းလိုက်မယ်9နဲ့9ပေါင်းခြင်းဒီ16ဆိုတော့ကျွန်တော်6ပဲယူလိုက်တယ်ဒါဆို6ရဲ့ပါဝါဒီ6ပါဝါဒီတဲ့နော်အဲ့လိုပေါ့တနည်းအဲ့လိုဆိုသူကထောက်ကဏ္ဍကပါလဲဆိုတော့ထောက်ကဏ္ဍဒီထောက်ကဏ္ဍဒီခွန်3ည6ဟုတ်လားမဆိုတော့နော်3ည6ထောက်ထားတယ်ကဲတော့ထောက်ကဒီခွန်3ည6ကိုကျွန်တော်တို့ဘယ်ကဏ္ဍရတော့လဲဆိုဒီ6ပေါ့နော်ဒီမှာ6နော်6ဟုတ်လားမဆိုတော့ဒါဆိုကျွန်တော်ဒီတစ်ပတ်တွက်ကြည့်ရအောင်နော်ဒီခွန်3ည6ရဲ့နှက်ခတ်ပြန်ယူမယ်ဆိုတော့နော်ခွန်ရဲ့နှက်ခတ်ဒီ3ညနှက်ခတ်ဒီခွန်6နှက်ခတ်ဒီ9ဟုတ်လားမဆိုတော့ပြီးရင်ကျွန်တော်တို့ပါထည့်ယူမလဲဒီ3ညခွန်9ရဲ့ပါဝါပြန်ယူမယ်ဆိုတော့
ပါဝါဒုညပါဝါဘာလို့မဆိုပြပါဝါဒီငါခွန်ရဲ့ပါဝါဒီနဲ့ကိုပါဝါဒီလေးဟုတ်လားမရှိတော့ပြီးရင်ကြောင့်ထပ်ပေါင်းလိုက်ပြန်ပေါင်းလိုက်မယ်ငါးနဲ့နဲ့ပေါင်းချင်းဒီခွန်နဲ့လေးပေါင်းချင်းဒီ6ခုနဲ့6ပေါင်းချင်းဒီဘယ်လောက်73ဆိုရင်ကျွန်တော်3ပဲယူလိုက်မယ်ဒါဆိုရင်3ရဲ့ပါဝါ3ပါဝါဒီ8နော်ဒါဆိုကျွန်တော်လာမယ့်ဒီတစ်ပတ်အတွက်ပါကဏ္ဍရလဲဆိုတော့ကျွန်တော်တို့ဒီ38ပေါ့နော်38လာမယ့်ဒီကျွန်တော်တို့19ရက်နေ့တော့ဒီခါ19ရက်နေ့တလား2026ပါမယ်ဆိုတော့နော်ဒီ24လေးကြိုက်တယ်ဆိုရင်ယူလိုက်ပါနောက်မရှိတော့နော်ဒါပဲနော်